မင်္ဂလာပါမာလောအတူရှိမယ်မာလောကျွန်တော်လာအပ်ထားလေးပေါ့နော်တောင်ကြီးမှာတောင်ကြီးသားနေတဲ့ညီကိုတွေမာလောအတူတကောင်ရမယ်ပေါ့နော်18ကြာပေါ့နော်18မိသား80လောက်တော့ရှိမှထင်တယ်ကြာကြီးတယ်တောင်ကြီးသားနေတဲ့ညီကိုတော်များနော်ကျွန်တော်တို့ဒီမာလောအတူတကောင်ပတ်ပြေးလေးဈေးတန်တန်လေးနဲ့မျှခိုင်းတာရယ်ပေါ့နော်တင်များသားတော်တော်တင့်ပါလေတော်တော်လေးတင့်တယ်အဲ့လိုမျှခိုင်းတာလေးရှိတယ်နောက်ပြီးတော့ကြောက်ဆက်မှာချက်နေတကောင်ရှိမယ်ကြောက်ဆက်မှာကချက်နေကျွန်တော်ညီလုံးဆိုတော့ကျွန်တော်ညီလေးတယောက်ပါဘောနော်ရှာလာတာကျက်အဲ့ချက်တော်တော်ကောင်းတယ်ကျက်နေတော့ကောင်းနောက်ဘကိုးနတ်တလင်းဒါညီလေးကကျက်နှစ်ကောင်ကျွန်တော်မျှခိုင်းတာရယ်ဘောနော်အသေးတဲ့ကောင်လက်တန်းကောင်အစိတ်တန်းကောင်ဘောနော်မျှခိုင်းတာရှိတယ်ကျက်ကလေးတွေသူရှိမှာတော့လက်တန်းဖိုင်ရှိမယ်ထင်တယ်ဘောနော်ချက်တွေကောင်းတယ်ရန်ကုန်မှာကကျတော့ရန်ကုန်သားနီးတစ်ဝိုက်ပေါ့ရန်ကုန်သားနီးတစ်ဝိုက်ညီကိုတွေကတော့ကျက်ပေါက်တော်တော်များများရမယ်ဘောနော်ကျွန်တော်ပေါ်လာရဒီမှာဖောက်လဲဖောက်တယ်လေဒီမှာသူတို့ရန်ကုန်မှာဖောက်တယ်မွေးတယ်သူတို့ကိုယ်တိုင်လဲတိုက်တယ်ဒါပေမဲ့လုံးအားတဲ့ခါကျရင်ကြက်ပေါက်တယ်တအားများလာတဲ့ခါမျိုးကြရင်တော့သူတို့ကမျှတဲ့ဈေးလေးနဲ့ပေါ့နော်ဈေးရန်လေးတစ်ခုအနေနဲ့သူတို့လုပ်ပေးတယ်ပေါ့နော်အဲ့ဒီပုံမှာလဲကျွန်တော်အထားတဲ့ချက်တွေကလောလောဆယ်မှာကျွန်တော်ကိုအပ်တာဆိုလို့ရှိရင်3နေရာ4နေရာလောက်ရှိတယ်ပေါ့နော်သူတို့ကမှန်ကန်မှုရှိတယ်ကျွန်တော်လည်းယုံကြည်ရတဲ့လူမျိုးတွေဆိုရင်တော့ကျွန်တော်ကပြန်ပြီးတော့ဂျားတွေကနေပြီးတော့ဒီလိုမျိုးဝေမျှဖို့အတွက်ပြောပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါမာလော့တူတောင်ကြီးမှာရှိမယ်နောက်ပြီးတော့ကြောက်စင်နာနေတဲ့မန်လေးတစ်ဝိုက်ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်ဟိုကြက်နေတကောင်ရမယ်ပေါ့ဒီရန်ကုန်မှာဆိုလို့ရှိရင်တော့အသေးတန်း3ကောင်အသေးတန်း3ကောင်ကတော့ဒါလောက်နဲ့ရမှာပါအသေးတန်း3ကောင်ကတော့နောက်အကြီးတန်းတစ်ကောင်ရှိမယ်အလက်တန်း3ကောင်ရှိမယ်အစိတ်30ကြားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အများကြီးပဲရှိတယ်မိုရာရီလိုချင်တဲ့မိတ်ဆွေများကျွန်တော်ရှိလို့ဘိုင်ဘာနဲ့စဉ်ဆက်သွယ်ပြလို့ရတယ်ကျွန်တော်ဒီ account တွေရဲ့နေတိုင်းမှာကျွန်တော်ဒီဖုန်းနံပါတ်တစ်လုံးနဲ့ပဲသုံးတာပေါ့နော်အဲ့လိုမျိုးကျွန်တော်ဟိုလာပြီးတော့ဒီဘယ်လိုပြောမလဲတချို့ကလုံးမအားဘူးဗျာတချို့ကနိုင်ငံခြားသွားမယ်တချို့ကအကြောင်းမအားဘူးလူငယ်တွေအဲ့လိုမျိုးတွေပေါ့တချို့ကလည်းစီးပွားရေးအဆင်မပြေဘူးချက်တွေကောင်းတယ်အဲ့လိုလူတွေအများကြီးကျွန်တော်လာပြီးတော့မိတ်ဖွဲ့တာရှိရပေါ့နော်သူတို့တွေကမှန်ကန်မှုရှိတယ်လို့ကျွန်တော်ကယုံကြည်ရပြီးကျွန်တော်မှန်ကန်တယ်လို့ကျွန်တော်တွေးလိုက်တာနဲ့ကျွန်တော်သူတို့ပြန်ပြီးတော့ဒါတွေလုပ်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ Brother အနေနဲ့လိုချင်တဲ့ဆိုရင်တကယ်ပဲလိုချင်တဲ့ဆိုရင်ပေါ့လာပြီးတော့ Viber နဲ့ဆက်သွယ်ပြီးလို့ရတယ်တကယ်လည်းမျှပါတယ်ဒီကောင်လေးတွေအကုန်လုံးရဲ့ချက်တွေအကုန်လုံးကမျှတယ်တော်တော်မျှတယ်မာလော့တိုလေးဆိုလို့ဆိုရင်ဒီသူပေးတဲ့ဈေးနဲ့ရတာမဖြစ်နိုင်ဘူးလို့ပြောရမယ်ပေါ့နော်လိုချင်တဲ့မိတ်ဆွေတောင်ကြီးနားနီးတစ်ဝိုက်ပေါ့နော်သူပို့ပေးလိုက်မယ်ကျွန်တော်ရှိ Viber နဲ့လာဆက်သွယ်ပြီးပါအားလုံးကျေးဇူးများတင်ပါတယ်ဘော်ရာတွေအားလုံးနယ်ရဲကနေပြီးတော့ချက်တွေကလည်းတည်တဲ့အတိုင်းပဲပေါ်များနေရမှာမဟုတ်ဘူးလေနော်ချက်ကောင်းကမပေါ်များဘူးဗျာသိရမလားချက်ကောင်းအရန်ရှားတယ်ချက်တွေကလည်းပေါ်များနေဟောတော့အဲ့ဒီမှာမှကျွန်တော်စီစစ်ပြီးတော့ဟိုကန်ဆယ်မဲပေါချင်တဲ့ကြတော့နည်းနည်းဈေးနည်းနည်းလေးနဲ့ချက်တွေကတော့ကန်ဆယ်မဲပေါတော့တကယ်လို့ကိုလည်းဝိုင်းစင်းမယ်ဆိုတဲ့ချက်တွေကြတော့လေဝိုင်းဈေးတွေပေါ့အဲ့လိုမျိုးတွေပေါ့သူတို့ရှယ်မျှတတဲ့ဈေးသူတို့ကမှန်ကန်တဲ့ပုံစံနဲ့အလုပ်လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကနေပြီးတော့ဟိုဘယ်လိုပြောပြရမလဲကိုလာထားဖြစ်တဲ့အတွက်ကိုကဒီလိုမျိုး line ပေါ်တင်ပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ပေါ့လေ